ကဲဒီနေ့တော့ဆူဆန်နဲ့ဒုံမြင်းနဲ့ပုံရည်ကြီးထုတ်ကလေးတုတ်စားရအောင်ဆူဆန်ကလေထိုင်းမှာဆိုတော့ဝယ်ရလွယ်တာဒီပုံရည်ကြီးထုတ်ကဝယ်ရလွယ်တယ်ပေါ့နော် TikTok short တို့ဘာလို့ကနေလဲဝယ်လို့ရတယ်လို့တချို့ဈေးတွေထဲမှာလည်းဝယ်လို့ရတယ်ပထမဆုံးပုံရည်ကြီးတုတ်ဖို့အတွက်ကိုတော့ချစ်သွန်နေလေးရယ်ပြီးတော့ဆေးလျှော့စားချင်တာမို့လို့ရေနွေးလေးနဲ့နည်းနည်းဖြောပါမယ်ပြီးတော့မှငရုတ်သေးစိမ်းရယ်ပြီးတော့လေးဆူဆန်ကအဆက်ကြိုက်တဲ့လူဆိုတော့လေငရုတ်သေးအလော်မုတ်လေးလည်းထပ်ပြီးတော့ပေါင်းထည့်ထားပါတယ်ပြီးတော့ရင်တော့စားအချိုမုံအရသာကိုလိုသလိုထည့်ပြီးလို့ရှိရင်စီအနှဲငယ်ထည့်ပါမယ်ရှင်ဒီနေရာမှာမှွေတဲ့နေရာမှာတော့စီကိုအနှဲငယ်ပဲသုံးထားပါတယ်အကုန်လုံးအပြီးတက်ပြီးတဲ့အချိန်မှာတော့စီလေးအပေါ်ကနေထပ်ပြီးတော့အနှဲငယ်ထပ်ထည့်ထားပါတယ်အခုဆိုလို့ရှိရင်တော့အရသာရှိရပုံရင်ကြီးတစ်ခုရပါပြီကဲဝတ်သားဟင်းလေးနဲ့ပုံရင်ကြီးတုပ်ကလေးနဲ့စားလိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်เนาะဆူဆန်ရဲ့ blog လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ပါအောင်เนาะ